ကာတွန်းကားတွေထဲမှာပဲမြင်ဖူးတဲ့ road runner ဆိုတဲ့ငှက်ကိုအပြင်မှာတကယ်မြင်ဘူးမလဲပါဘူးဒီငှက်လေးကတကယ်လက်တွေကဘာမှာအတော်လေးကိုအပြေးမြန်ပါတယ်ကောင်းကင်ထက်မြေပြင်ပေါ်မှာပြီးလွှားရတာကိုပုံမြတ်နှူးပြီးအမဲလိုက်တဲ့နေရာမှာလည်းအလွန်ပါးနဲ့တဲ့သတ္တဝါလေးဖြစ်ပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကမြေပြင်မှာအမြန်ပြေးနိုင်ဖို့အတွက်တဘာဝကအထူးတလေပုံဖော်ပေးထားတာပါတနာကြီးကိုမိုင်20ကျော်အထိပြေးနိုင်တဲ့သူ့ရဲ့အမြန်နှုန်းကဒေါကနာယာထဲရတော့အန်အောစရာပါဒါပေမဲ့ဒီငလီရဲ့နေစဉ်ကဘာကပြေးနေုံနဲ့မပြီးပါဘူးသူ့ရဲ့အထီးကစိန်ခေါ်မှုကတော့မှန်ကန်တဲ့ပစ်မှတ်ကိုရွေးချယ်နိုင်ဖို့ပါသူကအစားရှာဖို့အတွက်ကန်ဒါရအထက်ကအကောင်လေးတွေကိုလိုက်ရှာနေတာပါရန်ဖန်ရန်ခါမှာမီအောက်ထဲပုံနေပူတင်ညိုဒီတားကောင်လေးတွေကသူ့ထက်တလန်းလက်ဦးနေတတ်ပါတယ်တခါတလေကြရင်ကြီးမားတဲ့ကြီးလာမွန်စတာဖူကြီးနဲ့တိုမီကွာတတ်ပါတယ်ဒါပေမဲ့သူထိပါတယ်ဒီကောင်ကြီးကသူ့အတွက်အစာမဟုတ်ပဲရန်တူတာဖြစ်နိုင်တယ်ဆိုတာကိုနားလည်ပြီးသူကအချိန်မဖြုံးပဲရှောင်ထွက်သွားခဲ့ပါတယ်နေပူချင်းက40ဒီဂရီစင်တီဂရီအထိမြင့်တက်လာတဲ့အခါမှာတော့တော်ရိုင်းတရဘာတွေကအရေးထဲမှာပုံခိုဖို့စ조사ကြပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ road runner လေးကတော့ဆွဲမလျှော့ပါဘူးနောက်ဆုံးမှာတော့သူကကန်နာရအထက်ကရှားပါးအစာတစ်ခုဖြစ်တဲ့စန်တပီတကောင်အောင်ဖမ်းမိသွားပါတယ်တမနက်ခင်းလုံးပင်ပန်းရှားဖွေခဲ့ရတဲ့ရလကတော့ဒီလောက်ပါပဲဒါပေမဲ့ဒါကရှင်တန်ချင်းရဲ့အတိတ်ပြပါပဲဒီ road runner ငလေးစီကနေကျွန်တော်တို့သင်ခန်းစာယူစရာတစ်ခုရှိပါတယ်ဘဝမှာအောင်မြင်မှုဆိုတာအငြင်းပြင်းနိုင်ုံနဲ့မလုံလောက်ပါဘူးဘယ်အရာကကိုယ့်အတွက်အကျိုးရှိလဲဘယ်အရာကကိုယ်နဲ့မထိုက်တန်ဘူးလဲဆိုတာကိုခွဲခြားသိမြင်မှုရွေးချယ်မှုမှန်ကန်မှုလဲလိုအပ်ပါတယ်တခါတလေကိုစူးစမ်းတဲ့လောက်ရလကကြီးမားမဟုတ်ပေမဲ့မလျှော့တော့ဇွေးမယ်ရွှေ့ဆက်နေတဲ့တော့အစာတစ်ခုကိုမလွဲမသွေရရှိမှာအသေးချပါပဲအခုလိုတောရိုင်းလောကရဲ့စိတ်ဝင်စားစရာသင်ခန်းစာတွေကိုအမြဲမပြတ်ကြည့်ရှုခြင်းနေဆိုရင်တော့ကျွန်တော်တို့ရဲ့ page ကို like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာအားလုံးပဲစိတ်ခွန်အားတည်တည်ရရှိကြပါစေကျွန်တော်ကတော့တင်းဆက်သူစောချင်းပါခင်ဗျာ